ကျော်တော်ဝင်းဒီရဲ့ဘိုင်းမှာပွဲရတော့မှာပါဘာလို့လဲဆိုတော့အခုနောက်ပိုင်းဝမ်ချန်ပီယံရှစ်ကကျော်တော်ဝင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုခက်စိတ်စိတ်တင်လာလို့ပဲဖြစ်ပါတယ်ဒါဆိုရင်သူ့ရဲ့ပြိုင်ဘက်ကဘယ်သူဖြစ်လာမလဲပရိသတ်တွေခံမှန်းနေကြတာကတော့ကျွန်တော်တို့မြန်မာပြည်ကတန်းစင်ကိုလဲထိုးနဲ့အနိုင်ယူထားမှုတဲ့ထိုင်းဖိုက်တာဂင်ဆန်လည်းဖြစ်လာဖို့တော့လားလာအများဆုံးပါပဲဒီပွဲတာတကယ်ဖြစ်လာရင်တော့ပွဲကြီးပွဲကောင်းဖြစ်မှာတေးကြပါရီဘာလို့လဲဆိုတော့နှစ်ယောက်စလုံးကအပြန်အလှန်တွေးကြအောင်ထိုးတဲ့ foreign fighter တွေဖြစ်နေလို့ပါဒါပေမဲ့သတိထားမှာကတော့ဂင်ဆန်လက်ကအစိတ်ပြင်းလာတဲ့ high kick နဲ့ခြေကန်ချက်တွေကိုပါတန်းစင်တော့ဒီချမ်းကိုမခံနိုင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ရဲ့ကြော်ကြီးကတော့လက်သီးပါဝါတက်လုံကစားကွက်အဖက်ဖက်မှာတာစီရနေတဲ့သူဖြစ်တာကြောင့်ဒီပွဲမှာကြော်ကြီးကိုပဲယာနှုံးမြေယုံကြည်ပါတယ်ဂင်ဆန်လက်ရဲ့ high kick နဲ့ကြော်ကြီးရဲ့ဖက်ဖက်ကတာလုံနဲ့ပညာရည်တွေ့ရင်ဘယ်သူနိုင်မလဲခင်ဗျားတို့ကကြော်ကြီးကိုယုံကြည်လားဒီပွဲကလည်းဖြစ်လာဖို့အတွက်ပရိသတ်တွေကခံမှန်းနေကြတာဖြစ်ပါတယ်တကယ်ဖြစ်လာမယ်ဆိုရင်လည်းဝိတ်ကိုညှိနှိုင်းပြီးတော့ကစားရမှာဖြစ်ပါတယ်ဂင်ဆန်လက်နဲ့မသေးကြပေမဲ့ကြော်ကြီးကတော့ပွဲရဖို့တော့တေးကြနေပါတယ်အခုချိန်ကတော့ကြော်ကြီးရဲ့အကောင်းဆုံးချိန်ပါကြော်ကြီးကတော့ဘယ်ဖိုက်တာလာလက်ရွံ့နေမှာတော့မဟုတ်ပါဘူးကြော်ကြီးကိုအားပေးတဲ့ပရိသတ်တွေရှိရဆိုရင်ဒီ channel လေးကို like and share follow လုပ်သွားခဲ့ကြပါဦးခင်ဗျာ